US မှာဘာသာရေးအရန်ကိုနာမည်ကြီးနေလဲဆိုတော့ဒီအိမ်သေးသေးလေးထဲမှာကလေး16ယောက်ကိုတွေ့တယ်ဆိုတဲ့သတင်းပေါ့နော်။ Ohio ပြည်နယ် Hampton ဆိုတဲ့ရွာလေးမှာတွေ့တာဆိုတော့ရဲတွေကတခြားမှုခင်းကိစ္စကိုစုံစမ်းရင်းနဲ့အဲ့ဒီအိမ်မှာအဲ့ဒီကလေးတွေရှိမှန်းသိတာဒီကလေးတွေရှိမှန်းကိုသူတို့ရဲ့အိမ်နီးနားချင်းတွေကရွာလူတွေကနော်ဒီလူမှုအဖွဲ့အစည်းရောဆေးရုံရောကျောင်းရောဘယ်သူမှမသိကြဘူးနော်ဘယ်သူမှမသိအောင်သူတို့ကမြေအောင်ခန်းထဲမှာအဲ့ဒီကလေး16ယောက်လုံးကိုပြုတ်သိမ့်နေအောင်ထားပြီးတော့မှပိတ်ထားတယ်အစာရေစာတွေလည်းမလုံလောက်တဲ့အတွက်သူတို့ဒီကလေးလေးတွေကိုတွေ့တဲ့အချိန်မှာကလေး2ယောက်ကိုအရေးပေါ်နော်ဒီရဟတ်ရင်နဲ့တဲ့ပြီးတော့မှစိတ်ရုံကိုချက်ချင်းပို့လိုက်ရတယ်ရေဓာတ်တွေလည်းဆုံးရှုံးပြီးတော့မှကျန်းမာရေးတွေလည်းတော်တော်လေးကိုထိခိုက်နေတယ်ကလေးအကြီးပေါ့နော်ဒီ16 19 18ဒီအရွယ်တွေကကလေး2ယောက်ဆိုလို့ရှိရင်သူတို့နာမည်သူတို့တောင်မှစာရေးပြီးတော့မပေါင်းတတ်ဘူးနော်ဒီကလေးဒီ16ယောက်လုံးကိုကြောင်းလည်းမထားဘူးစေကန်းလည်းမပြဘူးเนาะဆိုတော့ဘာrecordမှမရှိဘူးသူတို့ရဲ့အင်ဂျင်နာချင်းတွေတဲကလူတွေဆိုလာပြီးတော့မှ comment တွေမှန်းကြတာပေါ့เนาะသတင်းတွေအောက်မှာသူတို့ရဲ့တအိမ်ကျော်နှစ်အိမ်ကျော်တလန်းနဲ့နေတဲ့လူတွေကသူတို့နေထိုင်တဲ့ဘဝတက်တာဒီနှစ်အကုန်လုံးမှာတဲ့ဒီကလေးတွေရဲ့အတန်လည်းမကြဘူးမြင်လည်းမမြင်ဘူးတဲ့အဲ့ဒီအိမ်မှာသူတို့မြင်မှုတာကလူကြီးလေးယောက်ရဲ့ခွေးတွေရဲ့ဒါပဲเนาะဆိုတော့ဒါကြောင့်မို့လို့သူတို့ကလုံးဝအဲ့ဒီကလေးတွေရှိမှလုံးဝကိုမသိခဲ့ကြတာဆိုတော့ကံကောင်းထောက်မှဘရောမှာတခြားအမှုနဲ့ဆက်ဆက်ဘရောမှာမသိငါရင်းနဲ့ရဲတွေကအိမ်ထဲကိုဝင်ဆက်တဲ့ခါကျမှဒီကလေးတွေကိုတွေ့တာနော်ဆိုတော့အခုချိန်မှာအဲ့ဒီသူတို့ရဲ့အဖေရဲ့အမေရဲ့အဖိုးအဖွားရဲ့နော်လူကြီး၄ယောက်ရှိတယ်သူတို့၄ယောက်လုံးကိုဖမ်းဆီးထားပြီးတော့မှအမှု18မှုနဲ့ဆွဲချစ်တင်ထားတယ်ကလေးတွေကိုဒီလိုမျိုးဂယုမဆိုင်မှုဖွက်ထားမှုပေါ့နော်ပြီးတော့ဘာဆိုဘာ record မှမရှိအောင်ကိုသူတို့တွေကဖွက်ထားပြီးတော့မှအဲ့ဒီအိမ်ထဲမှာထားတာပေါ့ဆိုတော့တခြားအနိုင်ကျင့်တာမျိုးတွေနော်လိမ်မိုင်းဆိုင်ရာစော်ကားတာမျိုးတွေအတွက်သူတို့တွေကထားတာလားတခြားမဟုတ်ဘယ်လိုမျိုးရည်ရွယ်ချက်ကြောင့်မို့လို့သူတို့ကဒါကိုဒီလိုဖွက်ထားတာလဲဆိုတာကတော့အခုထိမသိရသေးဘူးကလေးတွေကိုအခုမှကယ်ထားတော့မှရှိသေးတယ်ပေါ့နော်ကလေးလေးတွေဆိုလို့ရှိရင်ငိုယိုပြီးတော့မှနော်ဘိုက်တွေလည်းအရန်စာနော်ရေတွေလည်းကောင်းကောင်းမတောက်ရဒီလိုမျိုးတွေနဲ့အချိန်ကြီးကတော်တော်ဆိုးနေတာကျောင်းလည်းတစ်ခါမှမတက်ဘူးเนาะကလေးအကြီးဆုံးဆို16နှစ်သားဖြစ်သွားတာကျောင်းတစ်ခါမှမတက်ဘူးတခြားကလေး10နှစ်ကျော်တွေဒါတွေအကုန်လုံးကလည်းမတက်ဘူးဆိုတော့18ယောက်လုံးကသူတို့ရဲ့သွေးသားတွေလားဆိုတာကတော့အခုထိတော့မသိကြသေးပေမဲ့သူတို့မွေးထားတာပဲသိကြတယ်အော်စရာကောင်းတာသူတို့ခလေးမွေးတာကိုဘယ်သူမှမသိတာပဲเนาะဆိုတော့အိမ်ထဲမှာပဲဘယ်သူမှမသိရအဲ့လိုပဲမွေးပြီးတော့မှခလေးတွေကိုပါတစ်ခါဖွက်ထားလားပေါ့နော်အဓိကကတော့သူတို့ဘာကြောင့်မို့လို့ဒီလိုမျိုးလုပ်တယ်ဆိုတော့ရွယ်ချက်ကိုမသိကြသေးတာပဲလက်ရှိတော့ကလေးတွေကိုကယ်ထားတော့မှဖြစ်တယ်ပေါ့အထက်ကတော့သူတို့ရဲ့ဒီ law enforcement လို့ခေါ်တဲ့စုံစမ်းစစ်ဆေးရေးကတရားဝင်ထုတ်ပြန်ချက်ကတော့မထွက်လာသေးဘူးသူတို့တွေဒီတေချာချာစဉ်းစားဆုံးဖြတ်ပြီးမှ professional တွေနဲ့တော့တေချာလေ့လာပြီးတော့မှအချိန်တစ်ခုအကြာမှသူတို့ကထုတ်မှာအခုလက်ရှိကတော့ဒီသတင်းကလုံးဝကို short ဖြစ်စရာဖြစ်နေတဲ့အတွက် line ပေါ်မှာဒီလိုပဲပေါ့နော် line ပေါ်အဆုံးတောက်ကြီးတွေပေါ့သူတို့တွေစုံစမ်းလို့ရသမျှcomment တွေက post တွေကပြီးတော့သတင်းတွေကကနဦးသူတို့တင်ဆက်တာတွေကိုနဲ့ပေါင်းဆက်ထားတာပေါ့နော်ဆိုတဲ့ခါကျတော့ rumor တွေအများကြီးရှိမယ်အင်တာနက်ပေါ်မှာရှောက်ပြီးတော့မှသူတို့ကောက်ချက်ဆွဲကြတာဒါလူတိုင်းကတော့ကိုယ့်ရဲ့နော်သဘောထားကိုဒါပြောပြလို့ရတယ်ဆွေးနွေးလို့ရတယ်ဆိုတော့အများကြီးတော့ရှိတယ်ဆိုတော့ဒီ၄ယောက်ပေါ့နော်ဖမ်းဆီးထားတဲ့၄ယောက်ထဲမှာသူကအဖေရဲ့အမေရဲ့ပြီးတော့လင်မယားဆောင်တွဲရဲ့ဆိုတဲ့အခါမှာသူကအဲ့ဒီအဖေရဲ့အမေရဲ့ဒီတက်ကြီး2ယောက်ကဒီကောင်မလေးရဲ့သူကရောက်ခပနဲ့ရောက်ကတိကြီးเนาะဆိုတော့ဒီကောင်လေးရဲ့အဖေနဲ့အမေပေါ့เนาะဆိုတော့ဒီသူတို့2ယောက်ကတော့အသက်က80ကျော်ပေါ့เนาะအသက်တွေကြီးနေပြီသူတို့က senior citizen တွေဖြစ်နေပြီဒီဖမ်းဆီးထားတဲ့လင်မယား2ယောက်မှာ main ကလေးရဲ့နာမည်က Elizabeth Sider เนาะ Elizabeth Sider လို့ခေါ်တယ်ပြီးတော့ဟိုဘက်ကဒီကောင်လေးရဲ့နာမည်က Gary Sider Junior လို့ခေါ်တယ်သူ့အဖေနာမည်က Gary Sider Senior ပေါ့နော်အဲ့တော့သူတို့ဒီ Sider မိသားစုမှာကတားလေးအငယ်ဆုံးဒီတယောက်ပဲပါတာသူ့ရဲ့အထက်မှာကအမကြီးပဲ3ယောက်ရှိတယ်အဲ့ဒီအမနဲ့လေသူတို့ပါသူတို့တက်နေကြရတယ်ပေါ့လေ Elizabeth Sider เนาะဒီကောင်မလေးသူတို့ရဲ့ချွေးမလေးပေါ့เนาะအဲ့ဒီချွေးမလေးကအခုလက်ရှိကယ်ထားတဲ့ကလေး16ယောက်လုံးရဲ့အမေဖြစ်တယ်လို့တင်ကြတဲ့လောက်နေပါရှိနေတယ်တရားဝင်ထုတ်ပြန်ထားတယ်ဆိုတာကတော့စောင့်ကြည့်ရမှာဆိုပေမဲ့တင်ကြတဲ့လောက်ရှိနေပြီးတော့မှအဲ့ဒီ Elizabeth Sider ဆိုရဲဒီကောင်မလေးမှာသူကအကို3ယောက်ရှိတယ်အကို2ယောက်လား3ယောက်လားမသိဘူးရှိတယ်သူကအငယ်ဆုံးပေါ့နော်ဆိုတော့သူ့အကိုတွေတဲကတယောက်ကကြတော့ခလေးသူငယ်ကို
လိမ်မိုင်းဆိုင်ရာစော်ကားမှုဒီလိုမျိုးတခြားအမှုတွေနဲ့ပေါင်းပြီးတော့မှလက်ရှိမှာနော်ထောင်ကျနေရမျိုးရှိတယ်တခြားအကိုတယောက်ရှိသေးတယ်အဲ့ဒီအကိုတယောက်က Facebook မှာသူညီမရဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှသူကတင်ပြီးတော့ရေးထားတာရှိတယ် screenshot တွေကတော့ပုံမထည့်ပြီးတော့ဒါသူ့ရဲ့ personal ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဆိုတော့အဲ့သူ့ကိုပြောဒီလောက်ကတော့အဲ့ဒီကလေး16ယောက်လုံးကသူညီမမွေးထားတာဟုတ်တယ်တဲ့နော်အဲ့တော့သူတို့တွေကဘယ်လိုဖြစ်ကြလဲဆိုရင် Elizabeth ဒီစိုက်တာပေါ့နော်သူ့ရဲ့နာမည်အရင်သူ့ရဲ့မျိုးရိုးက Elizabeth Russell နော်သူတို့က Russell မိသားစုဒီဘက်ကစိုက်တာမိသားစုဆိုတော့အဲ့ဒီ Russell မိသားစုသူတို့တွေက trailer လို့ခေါ်တဲ့ဒီကားနောက်ခန်းလို့သဘောမျိုးပေါ့နော်ကားနောက်တွဲပေါ့နော်အဲ့လိုနောက်တွဲလိုမျိုးဥပမာပေါ့နော်မြင်းစီရဲ့မြင်ဆောင်ပြောပြရင်ကွန်တိန်နာတွေနဲ့ပဲနေတဲ့ပုံစံမျိုးအဲ့လိုမျိုးနဲ့ trailer တွေနဲ့စုပြီးတော့နေတဲ့နေရာမှာသူတို့တွေကနေကြတာခုနက Gary Siders Jr. ဆိုတဲ့ကောင်လေးနဲ့တွေ့တာအဲ့ဒီကောင်လေးကအသက်15နှစ်လောက်သူညီမကအသက်73နှစ်ကျော်ပေါ့နော်အဲ့လောက်မှာဒါပေမဲ့ဒီပြောကြားချက်ပေါ့နော်အတီးပြည့်တဲ့သတင်းတော့မဟုတ်ဘူးကွန်မန့်တွေရောဒီသူတို့ရဲ့သတင်းပါနေရာတွေပြောကြားချက်အရာက Elizabeth ဒီ Russell ဆိုတဲ့ဒီကောင်မလေးကအသက်73နှစ်လောက်မှာတင်သူကခလေး2ယောက်လောက်မွေးပြီလို့ပြောတယ်ဒီ Gary Jr. နဲ့မတွေ့ခင်မှာသူ့မှာခလေး2ယောက်ကရှိပြီးသားအဲ့ဒီ2ယောက်ကိုသူ့အမေကခေါ်ပြီးထိန်းထားတယ်လို့အခုလက်ရှိမှာသိရတယ်ဘာဖြစ်လို့လဲဆိုတော့ဒီကောင်မလေးကစွတ်စွပေါင်းခလေးမွေးတဲ့အချိန်ရေအတွက်က22ချိန်လောက်ရှိတယ်နော်ဆိုတော့အဲ့22ချိန်မှာအမွာဘူးက3တွဲပါတယ်နော်အမဘူး3တွဲဆိုတော့3ချိန်မှာတင်သူက6ယောက်မွေးတယ်ပြီးတော့သေသွားတဲ့နော်ဆုံးသွားတဲ့ဒီခလေးတွေလည်းအများကြီးရှိတယ်ဒါကြောင့်မို့လို့စွတ်စွပါဆိုမှ16ပဲကြံခဲ့တာသို့တော့ Gary Jr. နဲ့မရတဲ့ခလေး2ယောက်ရှိသေးတယ်လို့တချို့တွေကပြောကြတယ်ပေါ့နော်ဆိုတော့ဒါကတော့နောက်မှအတီးပြုပါညာကတော့ထပ်ထွက်လာမှာပေါ့ဘယ်လိုဖြစ်လဲဆိုတော့ဒီကောင်မလေး73နှစ် Gary Jr. 15နှစ်သူတို့ညောင်တော့ခလေးတွေပဲနော်အဲ့ဒီအချိန်မှာသူတို့ကချက်ကြိုက်ကြတယ်ချက်ကြိုက်ကြပြီးတော့မှသူတို့ကကိုဝင်ရတယ်နော်ကိုဝင်ရပြီးတော့မှခလေးမွေးတယ်အဲ့ဒီမှာပဲဒီခလေးမလေးက73နှစ်မှာလည်းမွေးတယ်14 15မှာလည်းမွေးတယ်ပေါ့နော်ဆိုတော့ဒီကောင်မလေး15နှစ် Gary Jr. 18နှစ်မှာသူတို့ကလက်ထပ်ချင်တာသို့တော့ Ohio ပြည်နယ်ရဲ့ပြည်နယ်ဥပဒေအရာကဒါလိုမျိုးတက်ငယ်တွေကလက်ထပ်လို့မရဘူးဒါကြောင့်မလို့သူတို့က West Virginia ပြည်နယ်ကိုတွားပြီးတော့လက်ထပ်မှာဖြစ်တဲ့အတွက်Elizabeth ရဲ့အမေကိုဒီအုတ်ထင်းခွင့်ပေါ့နော်သူပြောရမယ်ဆိုလို့ရှိရင်အုတ်ထင်းခွင့်ကိုလက်လျှော်ခိုင်းတာအုတ်ထင်းခွင့်မရှိပါဘူးဆိုတော့သူတို့ paperwork ပေါ့နော်တရားဝင်လွှဲပြောင်းပြီးတော့မှ Elizabeth Russell ဆိုတဲ့ဒီကောင်မလေးကသူ့ရဲ့သဘောနဲ့သူလက်ထပ်ပါတယ်ဆိုတဲ့ဟာမျိုးကိုလက်မှတ်ထိုးခိုင်းတာဒါပေမဲ့သူ့အမေဖြစ်သူကမထိုးပေးဘူးသူသမီးလေးကငယ်သေးတယ်ဆိုတော့အဲ့မှာ Elizabeth ကတောင်းချမ်းပေးတဲ့ခါကျတော့အဲ့လိုဆိုလို့ရှိရင်အမေမြည်နေတယ်လည်းဘယ်တော့မှပေးမတွေ့တော့ဘူးသူကလည်းအမေနဲ့ဟိုပေါ့နော်အမေသမီးနဲ့အဆက်အသွယ်ဖြတ်တော့မယ်သမီးတို့လည်း West Virginia ကိုသွားပြီးတော့မှလက်ထပ်မယ်ဆိုပြီးတော့မှသူကပြောတာအဲ့ဒီပြောတဲ့အတိုင်းပဲကောင်မလေးကလှုပ်သွားတာเนาะဆိုတော့အဲ့ဒီ Elizabeth ဒီကောင်မလေးနဲ့ Gary နဲ့က West Virginia ပြည်နယ်ကိုသွားပြီးတော့မှအဲ့ဒီမှာလက်ထပ်ကြတယ်ဆိုတော့အဲ့ဒီမှာက15နှစ်နဲ့18နှစ်နဲ့အသက်မပြည့်လဲလက်ထပ်လို့ရတယ်ပြီးတော့အဲ့ဒီကလေးကတရင်ကစိုးစားမျိုးစားပျောက်သွားတာဟာသူတို့ Russell မိသားစုနဲ့သူ့ရဲ့အမေရောအကိုတွေရောနော်အဆက်အသွယ်မရှိတော့တာက15နှစ်နော်18နှစ်အဲ့လောက်ဖြစ်နေလို့သူတို့ပြောတယ်ပေါ့နော်ဆိုတော့သူ့ကိုပြောတာသူညမနဲ့သူနဲ့အဆက်အသွယ်မရတာ15နှစ်လောက်ရှိပြီတဲ့ဂျားထဲမှာသူဘယ်တွေရောက်နေမှလည်းမသိဘူးဘယ်တွေသွားလို့သွားနေမှလည်းမသိဘူးခလေးတွေမွေးနေတယ်ဆိုတာကတော့သိတယ်ဘာဖြစ်လို့လဲဆိုတော့တခါတလေကျရင်အဲ့ဒီသူညမရဲ့ယောက်ျားဖြစ်တဲ့ Gary Jr. ကသူတို့ကိုဆက်သွယ်ပြီးတော့မှပြောပြတယ်တဲ့ခလေးကတော့ဘလို့မွေးပြီပါအားကြောင့်မို့လို့သူကဒီခလေးကုံလုံးဒီသူညမမွေးတာပါလို့သူကပြောနိုင်တာပေါ့နော်ဆိုတော့တချို့တွေကခံမှန်းကြတာကြတော့မဟုတ်နိုင်ဘူးဒီခလေးတွေရဲ့အဖေကဒီ Gary Jr. တယောက်ထဲမဖြစ်နိုင်ဘူးသူ့ရဲ့ရောက်ကတိလည်းဖြစ်ရင်လည်းဖြစ်နေနိုင်တယ်ပေါ့လေဒါကြောင့်မလို့သူတို့တွေကအနိုင်ကျင့်ကျင်တာကြောင့်မို့အဲ့မြေအောင်ခန်းထဲမှာဖွက်ထားတယ်ပေါ့ဆိုပြီးတော့မှသူတို့တွေကလည်းယူဆနေကြတယ်တချို့ကြတော့ဘယ်လိုယူဆကြလဲဆိုတော့ခလေးအကြီးဆုံးနော်ခလေးအကြီးဆုံးက18နှစ်ကျော်18နှစ်နော်ဆိုတော့ဂျားထဲမှာသူတို့ကတစ်နှစ်တော့အမွာဘူးက3တွဲပါတယ်တစ်နှစ်2ယောက်2နှစ်3နှစ်2ယောက်4နှစ်2ယောက်5နှစ်1ယောက်6နှစ်ပြီးလို့ရှိရင်10နှစ်အဲ့လိုမျိုးတွေနဲ့12နှစ်တော့မရှိဘူး17နှစ်13နှစ်14 15 16 19เนาะဆိုတော့19လို့သူတို့ပြောတာကတကယ်တမ်းတော့သူ18နှစ်ပြည့်ကန်နေမပြည့်သေးလို့သူတို့က19လို့သုံးလုံးတာဆိုတော့18နှစ်ကအကြီးဆုံးပေါ့เนาะဆိုတော့အဲ့ဒီတောက်လျှောက်အကုန်လုံးထဲမှာခလေးအကြီးတွေကခလေးအငယ်လေးတွေကိုမွေးတာဖြစ်နိုင်တယ်လို့လည်း
ယူဆကြပြန်ရောပေါ့နော်ဆိုတော့အဓိကကတော့သူကလေစင်းရုံမှာမွေးတာမဟုတ်ဘူးအိမ်မှာပဲမွေးတာပေါ့နော်စဉ်းစားစရာကအဲ့ဒီအမွှာတွေကိုအိမ်မှာဘယ်လိုတဘာဝနဲ့မွေးလဲဆိုတာပဲနော်ဆိုတော့ဟိုးရင်ခက်ကလိုမျိုးအမွှာကိုလည်းမွေးနိုင်တာမျိုးလားပေါ့နော်ဆိုတော့ခလေးအမေတွေကလည်းသူတို့ခံမှန်းကြတာသူတို့လည်းအမွှာမွေးဘူးလေဒါပေမဲ့အိမ်မှာအဲ့လိုမျိုးမွေးဖို့ဆိုတာဘယ်လို့မှမဖြစ်နိုင်ဘူးဘာကြောင့်မလို့အမွှာကြီးပဲသုံးတွဲကိုသူကအိမ်မှာမွေးထားလဲပေါ့ဆိုတော့သူတို့နားကဒီဒေါ်လာ3ဆိုတဲ့ဆိုင်ရှိရဒေါ်လာ3ဆိုတဲ့ဆိုင်ကပြောရမယ်ဆိုလို့ရှိရင်ဈေးတက်တာကုံစုံဆိုင်ပေါ့နော်အဲ့လိုပြောရမယ်ပေါ့နော်အဲ့ဒီမှာကဒေါ်လာနဲ့ရတဲ့ပစ္စည်းတွေတောင်မှအများကြီးပဲပေါ့အဲ့ဒီဒေါ်လာ3မှာသူတို့မိသားစုကနေတိုင်းနှီးပါပေါ့နော်သူတို့အခုလက်ရှိဒီမိတဲ့နေရအဲ့ဒီရွာပေါ့အဲ့ဒီရွာကလူကစုပေါင်း1000တောင်မပြည့်ဘူးသူတို့ကအဲ့ဒီမှာရှိတာပေါ့အဲ့ဒီမှာနေတာသူတို့က4နှစ်ရှိပြီအဲ့ဒီအိမ်ကလည်းသူတို့ကငားနေတဲ့ပုံစံမျိုးလောက်ထားတာဒါပေမဲ့ငားနေရမဟုတ်သူတို့ကပြောရမယ်ဆိုသူများနေရာကိုဝင်ပြီးတော့မှနေတဲ့သဘောပဲအဲ့ဒီအိမ်ပိုင်ရှင်ဘွားတော်ကြီးကဒီဗာလဲဘိုးဘွားရိတ်တာမှာမေလာတော့ကဆုံးသွားပြီနော်မေလာတော့ဆုံးသွားပြီဆိုတဲ့ခါကျတော့သူတို့ကမသိဘဲနဲ့နေတာလားဗာလားညာလားဆိုတာတက်စုံစမ်းနေကြရတယ်ပေါ့နော်အဲ့ဒီမှာနေတာသူတို့4နှစ်ရှိပြီနော်4နှစ်ရှိပြီအဲ့ဒီကဒေါ်လာ3ဆိုင်ကဝန်ထမ်းတွေရောအကုန်လုံးကသူတို့ရရဲရိတ်စီမှာလာပြီးတော့မှသူတို့ထွက်ဆိုကြတယ်ဘယ်လိုမျိုးလဲဆိုတော့သူတို့စီမှာတဲ့နေတိုင်းနှီးပါလားပေါ့နော်နေတိုင်းမဟုတ်ရင်တော့မှ2ရက်ခြားတစ်ခါ3ရက်ခြားတစ်ခါလောက်ဒီမိသားစုကဒီဘိုးတော်ကြီးပြီးတဲ့ခါကျတော့တစ်ခါတလေ Elizabeth ပါလာတယ်တစ်ခါလေအမြဲတမ်းလာတာကတော့ဒီ Gary Junior ပေါ့နော် Gary Sider Junior သူကအမြဲတမ်းလာတာသူရဲ့တခြားတစ်ယောက်ရဲ့အမြဲတမ်း2ယောက်တွဲလာတယ်ပေါ့နော်ဘာလာဝယ်ရလဲဆိုလို့ရှိရင်အမြဲတမ်းရေဘူးတွေရယ်ပြီးတော့ vegetable oil เนาะအသီးရွက်စီရယ်เนาะအသီးရွက်စီဘူးအများကြီးနဲ့ရေဘူးတချို့အဲ့ဒါကိုအမြဲတမ်းကိုဝဲတာเนาะအမြဲတမ်းကိုဝဲတာပြီးတဲ့ခါကျတစ်ခါတလေကြာရင်တော့တို့ကဒီdeodorant ပေါ့နော်ဂျိုင်းလိန်းစီတွေဂျိုင်းလိန်းတောင်ဒါမျိုးတွေတော့ဝယ်တယ်ဒါပေမဲ့တို့ကြည့်ရတာသုံးဖို့မပေါ့ဘူးတဲ့အမြဲတမ်းနန်နေတယ်ပေါ့နော်ပြီးတဲ့ခါကျတော့တက်ရလည်းမရှိဘူးပေါ့နော်တစ်ခါတလေကြာရင် Elizabeth Sider ဆိုတဲ့ဒီကောင်မလေးပါလာတယ်အမြဲတမ်းသူ့ကိုကြည့်လိုက်ရင်လည်းဘိုက်ကြီးနေရတဲ့နော်အမြဲတမ်းဘိုက်ကြီးနေတာကွာဘိုက်ကြီးနေတဲ့ခါကျတော့တို့ရဲ့အမြင်အရကိုဒီဘက်ကမွေးတာရကိုကဒီ Elizabeth ဆိုတဲ့ကောင်မလေးကသူ့မှာလေပြောရမယ်ဆိုနားတဲ့အချိန်မရှိဘူးသိလားကိုဝင်မရှိတဲ့အချိန်မရှိဘူးသူကဒီတယောက်ကိုဝေးပြီးနောက်တယောက်ကိုဝင်ချင်းချင်းရှိတယ်ဒါကြောင့်မို့လို့ကလေးတွေကအသက်တွေကအဲ့လိုမျိုးတွေဖြစ်နေပြီးတော့မှဒီကြားထဲမှာဆုံးတဲ့ကလေးတွေရောတွက်လိုက်ရင်သူ့မှာအမြဲတမ်းဘိုက်ကြီးနေတယ်ဆိုတာဒီဝန်ထမ်းတွေပြောတယ်ဆိုတာကမှန်လောက်တယ်ပေါ့ဒီအသေးရွယ်စီတွေကိုဘာကြောင့်ဝယ်ရလဲဆိုတော့အဲ့ကလေးတွေကိုသူတို့ကအဲ့ဒီစီတိုက်တာဖြစ်နိုင်တယ်အစားအစာမကျွေးဘဲနဲ့အဲ့ဒီစီကိုပဲနေတိုင်းတိုက်ပါလို့ဆိုတော့စီရကယ်လိုရီများတယ်ပြောရမယ်ဆိုလို့ရှိရင်အာဟာရကယ်လိုရီကာဘိုဟိုက်ဒရိတ်လည်းများတယ်တခြားအာဟာရလည်းရှိတဲ့အတွက်ဒီစီကိုသူတို့ကအစားအစာအနေနဲ့အသုံးပြုပြီးတော့မှဒီကလေးတွေကိုတိုက်တာဖြစ်နိုင်တယ်နော်ဆိုတော့ကလေးတွေကနေတိုင်းကြီးပါအဲ့ဒါစားရပြီးတော့မှသူတို့ကိုတွေ့တဲ့အချိန်မှာကယ်တင်တဲ့အချိန်မှာတော်တော်လေးကိုကျမ်းမာရေးအခြေအနေကစိုးဝါးနေတာပေါ့နော်ဆိုတော့2ယောက်ကိုချင်းသူတို့ကုသလိုက်ရတယ်ကျန်တဲ့ကလေးတွေကိုလည်းသူတို့ကျမ်းမာရေးစစ်ဆေးချက်တွေနဲ့ကုသနေရတာတော်တော်ကိုအာဟာရချိုးတဲ့ပြီးတော့မှဖြစ်နေတာပေါ့နော်ပြီးတော့အဲ့ဒီထဲမှာ autism လိုပုံစံမျိုးတွေလည်းပါတယ်လို့ခံမှန်းရတယ်ဆိုတော့သူတို့ပြောတာကတော့အကြီးဆုံးဒီ16နှစ်ပြည့်ကန်ဒီသမီးကသူ့နာမည်သူတောင်မှတေချာမပေါင်းတတ်ဘူးကလေးတွေကတခါမှကြောင်းမနေဘူးမနေ့ကပြောသလိုမျိုးစိတ်ယုံမှာလည်းတခါမှသူတို့ရဲ့ register ပေါ့နော် birth certificate တွေဘာတွေညာတွေလည်းမရှိဘူးတချို့ပြောတာကြတော့ကလေး16ယောက်တည်းကတစ်ယောက်ကကြောင်းသွားဘူးလေလို့ပြောတယ်နော်ဆိုတော့ဒါကတော့အတိအကျဒီသူတို့ရဲ့တရားဝင်ထုတ်ပြန်မှသာလျှင်အချက်လက်ကို confirm လုပ်လို့ရမယ်ပေါ့နော်ဒါအခုချိန်မှာတော့ကောလာဟာလအခြေအနေပဲရှိသေးတယ်ဒါပေမဲ့တချို့ပြောကြတာကကြတော့မဟုတ်ဘူးကလေး16ယောက်တည်းကအကြီးဆုံး2ယောက်က social media သုံးတယ်လို့ပြောတယ် social media သုံးတယ်ဆိုတာမှလည်း Facebook ဖြစ်နေတယ်သိလားဆိုတော့သူတို့စီမှာက Facebook ဆိုတာကပြောရမယ်ဆိုလို့ရှိရင်တိတ်ပြီးတော့မှခင်မမီတဲ့သဘောမျိုးပေါ့နော်အဲ့လိုပြောရမှာပေါ့နော်ဆိုတော့ Facebook ကိုပဲသုံးတယ်တခါတလေကြာရင်အဲ့ဒီအိမ်ရဲ့အပြင်ကပုံစံကြောင်လေးနဲ့ပုံစံကိုတင်နေဆိုပြီးတော့ပြောတယ်ဒါပေမဲ့လည်းတချို့တွေယူဆကြတာမဟုတ်ဘူးသူတို့ကို social media သုံးခိုင်းနေဆိုလို့ရှိရင်ဘာကြောင့်မို့လို့ဒီလိုမျိုး12ပေပတ်လဲအခန်းထဲမှာနေခိုင်းပါလေเนาะကလေးတွေအားလုံးက12ပေပတ်လဲအဲ့ဒီမြေအောက်ခန်းထဲမှာနေရတာအထဲမှာသေးတွေရောကတော့မစင်တွေရောเนาะအမိုက်တွေရောလုံးဝစုပ်ပြတ်တက်ပြီးတော့မှပေးပွားနေအောင်နေရတာကလေးတွေတော့အဲ့လိုအခြေအနေနဲ့သူတို့ကို social mediaပေးသုံးဖို့ဆိုတာမဖြစ်နိုင်ဘူးပေါ့နော်ဆိုတော့ဘုံကကိုစဉ်းစားတော့လေမဖြစ်နိုင်ဘူးလို့ထင်တယ်နော်ဆိုတော့တကယ်လို့သာတို့ social media ပေးသုံးလို့ရှိရင်တခြားလူတွေကသိသွားမှာပေါ့အခုကဘယ်သူမှကိုမသိတာ
သူတို့ရဲ့အမျိုးတွေကလည်းမသိဘူးဘယ်သူမှလည်းမသိဘူးပေါ့နော်ဆိုတော့Elizabeth ရဲ့မိသားစုကလည်းအခုမှအဲ့ဒီကိစ္စကိုသိတဲ့သဘောဆိုတော့သူတို့ကဘယ်လိုမျိုးလဲဆိုတော့သူညီမအဆက်အသွယ်ဖြတ်သွားတယ်เนาะသူတို့ကအဆက်အသွယ်ဖြတ်ပြီးသွားရင်ပြီးပြီသူတို့ဘာမှတိုင်ရောစင်เนาะဒီအာရှဘက်ကလူတွေအဲ့လိုမရှိဘူးကိုဘဝကိုကြောင်းကိုစည်းရိတ်ကိုကြောင်းမယ်เนาะဆိုတော့အဲ့လိုအခြေအနေမျိုးမှာဟိုဘက်မှာဖြစ်ချင်ရဖြစ်နေတာသူတို့ကဟိုနေရာဒီနေရာပြောင်းတဲ့နေရာတိုင်းမှာလည်းဒီကလေး16ယောက်ရှိမှအောင်မသိဘူးဆိုတော့ဘယ်လိုပြောင်းလဲလို့သူတွေကခံမှန်းကြတော့ဗန်ကားနဲ့လူတွေမသိတဲ့အချိန်ညအိမ်မင်းမှာပြောင်းတာမျိုးဖြစ်နိုင်တယ်ပေါ့နော်အလုပ်ဘဲနဲ့နေထိုင်ဖို့ကဘယ်လိုမျိုးရနိုင်လဲဆိုတော့ဒီ Elizabeth ရဲ့အကိုပြောကြားချက်အရာကဒီသူ့ရဲ့ရောက်ခမ2ယောက်ပေါ့နော်စိုက်တာမိသားစုကရောက်ခတီးနဲ့ရောက်ခမကသူတို့ကဒီအသက်ကြီးလူတွေဖြစ်တဲ့အတွက်သူတို့ဒီထိုက်တဲ့ဒီထောက်ပံ့ကြီးရတယ်နော်ထောက်ပံ့ကြီးရတယ်အဲ့ထောက်ပံ့ကြီးနဲ့နေတယ်လို့ယူဆတယ်ပြီးတော့သူနဲ့ဂျားတဲ့နှစ်ကာလမှာတခါလေကြရင်သူကGary Sider Jr. သူ့ရဲ့ရောက်ဖဖြစ်သူနဲ့သူကတွေ့တဲ့ခါကျတော့တဲ့လက်ဆွဲနှုတ်ဆက်တိုင်းမှာသူဘာကိုသတိထားမိလဲဆိုတော့အဲ့ဒီလူရဲ့ပေါ့နော်သူ့ရောက်ဖရဲ့လက်ကလုံးဝ baby ဗာလဲ skin လိုမျိုးပဲเนาะအရန်ကို east ပြီးနူးညံ့နေအားကြောင့်မလို့တဲ့အဲ့ဒီကောင်တခါမှအလုံးမလုပ်ဘူးဆိုတာသိကြတယ်ဆိုပြီးမှသူကပြောတာသူ့ရဲ့ Facebook မှာပေါ့နော်ဆိုတော့သူ့ရဲ့ Facebook post တွေ comment တွေကို like ဖတ်ကြည့်တာပေါ့နောက်ပိုင်းမှာတော့သူတို့ရဲ့အသည့်တွေလူကြီးတွေကသူ့ကို comment တွေ reply မပြန်ဖို့ post ထပ်မတင်တော့ဖို့ပြောတယ်ဘာလို့လဲဆိုတော့အဲ့ဒါကသတင်းတွေကအဲ့လိုမျိုးယူပြီးတော့မှတင်ကြမှာเนาะရှောက်ပြီးတော့မှသိတဲ့အတိုင်းပဲသတင်းဆိုတဲ့သဘောကတော့အတန်းရှင်းရှာပြီးတော့မှပုံကြီးချက်ရေးရတာဆိုတဲ့ခါကျတော့အဲ့ဒီထဲမှာပါသွားမှာဆိုလို့လက်ရှိမှာဒီအကြောင်းကိုထုတ်ပြောတဲ့ဆွေမျိုးရင်းဆိုလို့သူ့ရဲ့သူ့မိန်းမရဲ့Elizabeth ရဲ့ရောင်မပေါ့နော်အဲ့ဒါပဲရှိတာအဲ့တော့ရဲတွေကဘယ်လိုမျိုးမိလဲဆိုတော့ဒီ Elizabeth ရဲ့ယောက်ျားဖြစ်တဲ့Gary Sider Jr. ကိုတခြားအမှုတစ်ခုနဲ့ပတ်သက်ပြီးတော့မှသူတို့ကတန်တရားရှိတဲ့အတွက်မင်းရဲ့နဲ့အိမ်ကိုဝင်ဆက်တာเนาะဆိုတော့အဲ့ဒီအိမ်ကိုဝင်ဆက်တဲ့အချိန်မှာသူတို့လက်ထက်မှာဒီဖမ်းဝရမ်းပါလာတယ်ဒါကြောင့်မို့လို့သူတို့ကတအိမ်လုံးကိုမှွေလို့ရတာပေါ့เนาะအဲ့ဒါကြောင့်မို့လို့မိသွားတာဆိုတော့ Elizabeth ဒီ Sider ဆိုတဲ့ဒီကောင်မလေးကသူ့ကိုဖမ်းမိတဲ့အချိန်မှာတော်တော်လေးကိုရုပ်ကြိုးပြက်ဖြစ်နေတဲ့ပုံစံပေါ့နော်အရန်ကိုချုံချပုံစံဖြစ်နေပြီးတော့မှသူငယ်တုန်းကပုံစံနဲ့ဆိုလဲတော်တော်လေးကိုရုပ်ကကျသွားတယ်ကလေးတစ်လောက်မွေးထားတဲ့ခါကျတော့လေရုပ်ကကျမှာပဲပေါ့နော်မိန်းကလေးဆိုတဲ့ခါကျတော့အဲ့တော့သူအသက်15-16လောက်တုန်းကပုံတင်တာကနောက်ဆုံးပဲနော်အဲ့ဒီနောက်ပိုင်းမှာသူက Gary သူ့ယောက်ျားရဲ့ account နဲ့ Facebook account နဲ့ဗာပြောလဲဆိုတော့သူ့ပုံတွေကိုတဲ့တင်တာမကြိုက်ဘူးပေါ့တခြားလူတွေမှာသူ့ပုံတင်ထားတာတွေ့လို့ရှိရင်ချစ်ချင်းဖြတ်ချပေးပါဆိုပြီးတော့ post တင်ဘူးတယ်2014လောက်ကပေါ့နော်post တင်ဘူးတယ်အဲဆိုတော့အဲ့လိုမျိုးသူတို့ဟိုဖြစ်တယ်ဆိုတချို့တွေကကြတော့ social ကိုလုံးဝမသုံးတဲ့လူတွေရှိတယ်အခုဘုံရဲ့အသိတွေထဲမှာဆိုလဲရှိတယ်လုံးဝသူတို့တွေကသုံးရတာမကြိုက်တာပေါ့နော်အခု AI ခက်မှာဆိုပို့ဆိုးလာတာမျိုးတွေရှိတယ်ဆိုတော့သူတို့စီမှာဟိုးရင်တွေကအဲ့လိုပဲအဲ့တော့ तू မကြိုက်ဘူးထင်ပြီးတော့မှတော်တော်များများမပြောနဲ့အကောင်လုံးကြီးပါလေသူ့ပုံတွေကိုမတင်ကြဘူးပေါ့နော်အဲ့ဒီနောက်ပိုင်းမှာလေ तू က social media လုံးဝမသုံးမဲနဲ့အဲ့လိုပဲဖြစ်သွားတယ်ဆိုတော့တကယ်ပဲကလေးတွေက social media သုံးနေလားဆိုတာကတော့မပြောတတ်ဘူးအဓိကတော့ဒီကိစ္စအခုမှပုံနေဖြစ်နေတာဖြစ်တဲ့အတွက်ပြောရမယ်ဆိုလို့ရှိရင်အချိန်တစ်ခုတော့ယူရအောင်မယ်เนาะအချိန်တစ်ခုတော့ယူရအောင်မယ်ဆိုတော့ဒီ case ကပြောရမယ်ဆိုလို့ရှိရင်တော်တော်လေးစိတ်ဝင်စားဖို့ကောင်းနေပေါ့နော်အခုချိန်ဒီဘုံမှုခင်းတွေအများကြီးဖတ်ဘူးတယ်เนาะမပြောရသေးတဲ့မှုခင်းတွေလည်းအများကြီးရှိတယ်ဒါပေမဲ့ဖတ်ဘူးသမျှတဲမှာဒီအမှုဒီလုံးဝ shock ဖြစ်စေရပဲเนาะဆိုတော့သိရတဲ့အချိန်မှာပို့ပြီးတော့မှ short ဖြစ်စေရပေါ့ဆိုတော့ Elizabeth Sider ဆိုတဲ့ဒီကောင်မလေးကသူ့အဖမ်းခံရတဲ့အချိန်မှာတဲ့သူဒီနှစ်များစွာเนาะသူ့မေကနေထွက်လာတဲ့အချိန်မှာသူ့အသက်14-15ပေါ့အဲ့14-15ကနေအခုသူ့အသက်33နှစ်เนาะသူ့အသက်33နှစ်ဖြစ်ပြီးသူ့ယောက်ျားသူ့ထက်3နှစ်ကြီးတယ်36နှစ်ဆိုတော့အခု33နှစ်အထိသူ့အမေနဲ့သူ့ရဲ့တခြားအကိုတွေကိုလုံးဝမဆက်သွယ်ခဲ့ဘူးအခုဖမ်းခံရတဲ့အချိန်ကြာမှာဖုံးဆက်တယ်တဲ့အမေပေါ့နော်သမီးကိုဒီလိုမျိုးဖြစ်ပါအောင်ဆိုပြီးတော့မှဒီလိုမျိုးဖြစ်သွားပြီဆိုပြီးတော့နော်ဆိုတော့ခံမှန်းကြတာကတော့သူ့ယောက်ျားနဲ့သူ့ရဲ့ယောက်ကတိယောက်ခမတွေကသူ့ကို manipulate လုပ်ထားတယ်ပေါ့နော် manipulate လုပ်ထားပြီးတော့မှဒီကလေးတွေကိုမွေးခိုင်းနေလို့ပြောနေကြတယ်ဆိုတော့ကလေးတွေအကုန်လုံးကတော့သူ့ကလေးတကယ်အစ်စ်ဖြစ်မဖြစ်ဆိုတာတော့သက်ဆိုင်ရာကစစ်ဆေးမှာပဲသူတို့တေချာ DNA ကတော့ဆက်မှာပဲမဆက်ဖဲနဲ့တော့မနေဘူးပေါ့နော်သူ့ပါဇက်ကဘလို့ပဲသူကလေးတွေပါလို့ပြောသူတို့ကတော့ယုံမှာမဟုတ်ဘူးဆက်မှာပဲ
ဆိုတော့စီဘုံနေကိစ္စနော်ကလေးတွေမှာတကယ်ကိုတနာစရာဟိုပြောရမယ်ဆိုလို့ရှိရင်အဲ့ဒီထဲမှာပဲပိတ်ပြီးနေရတော့သူတို့ရဲ့အုံနောက်ကလည်းမဖွင့်ပြတော့ဘူးဟိုစာမရေးတတ်စာမဖတ်တတ်နာမည်တောင်မပေါင်းတတ်သူတို့မှနာမည်တွေတော့ရှိတယ်သူတို့နာမည်သူတို့တောင်မှမပေါင်းတတ်အဲ့လိုပုံစံမျိုးဖြစ်နေပြီးတော့မှအစာရည်စားလည်းအဲ့လိုမျိုးနဲ့နေရတာလည်း12ပေပတ်လည်မှာ16ယောက်ကစုနေရတယ်ဆိုတော့လုံးဝကိုပြောရမယ်ဆိုဒီတရေတားတာမျိုးတွေဘာတွေလဲမလုပ်ဖ ೇನೆ တောက်လျှောက်ကို तू ကခလေးမွေးတဲ့သဘောပဲသူ့ကိုအမြဲတမ်းဟိုဒီသူတို့ပြောင်းလာတဲ့၄နှစ်မှာအမြဲတမ်းဘိုက်ကြီးနေရပဲတွေ့ရဆိုတဲ့အခါကျတော့အဲ့ဒီဒေါ်လာ3ဆိုင်ကဒေါ်လာဆိုင်ကဝန်ထမ်းတွေကလည်းသူတို့ထွက်ဆိုချက်ပေးရတာပေါ့နော်ပတ်ဝန်းကျင်ကတော့သူတို့ဘာဆိုဘာမှကိုမသိတာနော်ဆိုတော့ဘာမှမသိရဆိုတော့ဘယ်သူမှလည်းဆက်စုတဲ့ CCTV မရှိတာပေါ့ဆိုတော့ဒီနေရာမှာ CCTV ရဲ့အင်အားကကြတော့လိုအပ်သွားတယ်တဲ့လားဟိုသူတို့စီမှာကြတော့ကိုဟာကိုနေသူ့ဟာသူနေเนาะပြီးတော့ဒီအိမ်မှာနေရဆိုလဲအောင်ငှားနေရဆိုလဲဟိုလူမရှိတဲ့အိမ်မှာလူလာနေရင်လဲသူတို့တွေကဟိုတိတ်ပြီးတော့မှအေးအေးယူလုပ်တဲ့ဟာမျိုးမဟုတ်ဘူးပြီးတော့သူတို့လိုမျိုးအိမ်ကြီးနေတဲ့ရွာသဘောမျိုးလေးဆိုတဲ့ခါကျတော့ပို့ဆိုးတယ်ဒီနေရာမှာအရန်ဆက်စုတဲ့ CCTV ဆိုရင်တော့သူဆက်စုရင်စုမှာပေါ့နော်ဆိုတော့ဟိုဒါပေမဲ့ကိုယ့်အကူနေတဲ့လူတွေလည်းများတော့ပတ်ဝန်းကျင်ကဘာဆိုဘာမှမသိတာကလေးတိုင်လည်းမကြောက်ဘူးလေဆိုတော့ကလေးတွေကအမွာလေးတွေဆိုလို့ရှိရင်တစ်နှစ်နော်ထောက်တလာရွယ်လေးတွေနော်အဲ့ဒီကလေးတွေကလည်းမငိုလားမသိဘူးနော်ဘလို့မငိုအောင်ဘလို့လောင်လှုပ်ထားလဲတော့ဟိုမပြောတတ်ဘူးငိုရကောင်းမှန်းပဲမသိတော့တာလားကျမကြီးတွေရမ်းချိုးတဲ့ပြီးတော့မှာပေါ့နော်ဆိုတော့အမေဖြစ်သူကလည်းကျမကြီးကချိုးတဲ့နေမှာပဲအစားကောင်းကောင်းမစားရဘူးလေသူတို့မှအလုပ်လို့ဘာလို့မှမရှိတဲ့ဟာကိုထပ်သိရတဲ့ဟာတွေကိုထပ်ပြီးတော့မှပြောပြမယ်ဘုံကပုံမှန်ဆိုလို့ရှင်တော့ဒီလိုမျိုးပူနင်းတွေ case ကိုသတင်းမငြိမ်တဲ့အတွက်เนาะပြီးတော့တရားဝင်သူတို့ရဲ့ report တွေမထွက်လာသေးလို့ရှင်ပြောလို့မရှိဘူးဒါပေမဲ့ဒီ case ကတော့လုံးဝတကယ်ကို shock ဖြစ်စေရဘာလို့လဲဆိုတော့အရှိမထားပင်မိသားစုရှိထားတယ်ထားပင်မိသားစုရဲ့ case ကဟိုတောင်းကြတာတော့များတယ်ဒါပေမဲ့ဟိုနာမည်ကြီးပြီးသားပါလေဆိုပြီးတော့မှဟိုမပြောဖြစ်တာပေါ့နော်တကယ်လို့ပြောစီခြင်းရင်တော့ပြောပြမယ်အရှိမထားပင်မိသားစုရှိထားတဲ့အတွက်အခုတစ်ခေါက်မှလည်းအဲ့လိုမျိုးထပ်ဖြစ်မယ်ဆိုတာကိုလူတွေကအရန်ကိုစိတ်ပူနေကြတာဘာလို့လဲဆိုတော့အဲ့ကလေးတွေကသူ့ရဲ့ကလေးအစ်စ်တွေပါလို့မပြောနိုင်ဘူးသူများစီကယူထားမလို့လုပ်မလဲเนาะအဲ့လိုမျိုးတွေလည်းရှိတယ်